Hello ကဲကျမတို့စဆွဲလိုက်မယ်နော်ပထမဆုံးအနေနဲ့ပုံစဆွဲမယ်ဆိုတော့လေစိတ်ကိုဘာမှမစင်စားရနဲ့ပေါ့နော်စိတ်ကိုအေးလေးကိုအခု line ဆွဲမဲ့ပုံမှာပဲနစ်ထားပေါ့နော်ဒါဆိုရင်ကိုစိတ်ညစ်နေရရင်လည်းပျောက်သွားမယ်လုံးဝ relax ဖြစ်တယ်ပေါ့နော် okay ကျမအခုဆွဲနေတာကတော့ line ပေါ့နော်ဒီ line နေရာလည်းလေအထင်သေးလို့မရအောင်ပေါ့နော်ဒီ line နေဟိုဆွဲကျစ်များလာလို့ရှိရင်လက်တွေကငြိမ်လာမယ်ပြီးခါကျလို့ရှိရင်ကျမတို့ပုံနေဆွဲတဲ့ခါမှာလိုင်းရမပါမဖြစ်ပါဖို့ပါတယ်ပေါ့နော်ဒူတယ်ပဲဆွဲနောက်ဆုံးကပုံတူကြီးပဲဆွဲဘယ် line ကိုသွားဒီ line တွေအရင်ရေးကြည့်ပါတယ်ပေါ့နော် line တို့ curve တို့ဒီ cycle shape လေးတွေပေါ့နော်အဲ့ဒါတွေကတိတ်ရေးကြည့်ပါတယ်အဲအကြောင်းများများလေးကျင့်ဖို့လိုပါတယ်လို့နော်နောက်တစ်ခုကလေနော်ဒီလို line တွေဆွဲနေတယ်လေစဆွဲရင်တော့ဘလို့မှမညီနိုင်ဘူးပေါ့နော်ဟိုကစဆွဲခြင်းဟာမညီလို့ပြန်စဆွဲရပါညာမလုံးနဲ့တခါရဲဟိုမှာကိုကခဲတန်းချပြီးဆိုတော့တခါရဲဆွဲမညီလဲဘာမှပြုများဆွဲဖာများလာနိုင်လက်ကကိုညီသွားလိမ့်မယ်နော်ပြီးလို့ရှိရင်မားတယ်ဆိုပြီးတော့ဒီမှာဖြတ်နေတောက်လျှောက်ပဲဒီတိုင်းဆွဲတော့ဆွဲနေဒါမှကိုစဆွဲတဲ့ပုံနဲ့ဟိုနောက်ပိုင်းဆွဲရတဲ့ပုံတွေရှင်ကြည့်လို့ရှိရင်အရင်ပြောစရာကောင်းတယ်ပေါ့နော်ဒီမှာစဆွဲချင်မှာကိုလက်ရဘလို့နောက်4-5ရက်ဆွဲပြီးကိုလက်ရဘလို့တလဆိုရင်တိတာကိုလက်ရဘလို့အဲ့လိုဖြစ်သွားပါတော့အဲကြောင့်ပုံဆွဲရမလိုက်နဲ့ line လေးဆွဲမလာဘူးတွန့်နေတာဆိုလည်းစညစ်စရာမလိုပါဘူး confident အပြည့်နေတာကိုတောက်ချောင်းဆွဲတော့ဘာအရေးကြီးရပေါ့နော်ဒီလို line လေးတွေကိုဟိုဘက်ကနေအဆောင်ဆွဲလိုက်ဒီဘက်ကနေအဆောင်ဆွဲလိုက်အသက်ဆွဲလိုက်လို့ရင်ဒီမှာအဲ့ဒီ line နေနဲ့ပဲကိုစိတ်ကူးထဲမှာရှိလို့ဒီလိုပတ်တန်လေးပေါ်လို့ရတယ်ပေါ့နော်အခုဆိုရင်ကိုကျမဆွဲနေတာဆိုရင်လည်းကျမဒီလိုပဲ line နဲ့ကိုစိတ်ထဲမှာပေါ်လာတဲ့ဟာလေးတွေကိုစိတ်ကူးထဲမှာပေါ်လာတဲ့ line တွေကိုပေါ့နော်ကိုက triangle ပုံစံသွားမလား square ပုံစံကိုဘယ်လိုတွေထည့်မလဲသွားကြည့်လို့ရတယ်ပေါ့နော် line ဆွဲတက်ပြီဆိုရင်ကိုစိတ်ကူးထဲမှာရှိတဲ့ပုံစံကိုစမ်းဆွဲကြည့်လို့ရတယ်ဒီကတော့ကိုယုံကြည်မှုအပြည့်ရှိဖို့ရယ်ပုံဆွဲနေချိန်မှာလုံးဝစိတ်ကိုလွတ်ထားပေါ့နော်ကိုစိတ်ကူးထဲမှာရှိရဲ့အတိုင်းကိုဆွဲပါလို့ထည့်ပေးချင်ပါတယ်ပေါ့နော်ဒါကျွန်မကိုယ်တိုင်ဟိုလောက်ခဲ့တဲ့ပုံစံလေးပေါ့နော်အဲ့မျိုးလှုပ်ချင်အဖြစ်လဲစဆွဲရင်တော့ကွာတရားကြီးဆွဲကျင်သွားပြီဆိုရင်သူများဟာလေးတွေကိုလိုက်ဆွဲကြည့်ပေါ့နော်ပတ်တန်လေးတွေနောက်ပိုင်းကျရင်ဆိုရင်ကိုယ်စိတ်ကူးတွေမှာပေါ်လာတဲ့အတိုင်းဆွဲလို့ရှိရင်ဥမာအရာတစ်ခုတွေ့တယ်ဆိုရင်အရာတစ်ခုကိုပုံစံပြောင်းပြီးတော့ကိုဆွဲတတ်တဲ့ line တွေဟာနဲ့ကိုပြင်ဆွဲလို့ရှိရင်ကိုယ်ပိုင်ပတ်တန်လေးတွေကိုယ်ပိုင် art style လေးထွက်လာနိုင်တယ်ပေါ့နော်အဓိကဆွဲနေဖို့ရယ်ကိုယုံကြည်မှုအပြည့်ရှိဖို့ကအရင်ရေးကြည့်ရပေါ့နော်ဒီနေ့ကတော့ကျမဒီ line လေးတွေပဲပေါ့နော်အဓိက line အစဆွဲရဆိုလေ line နဲ့ပဲနေဆုံးစလိုက်ရပေါ့နော်နောက်ပိုင်းမနေ့နောက်ရက်တွေကျရင်ကျမ curve တို့ဒီ cycle လေးတွေလို့ပေါ့နော်အဲ့ဒါလေးတွေနဲ့ကျမလက်ပတ်တန်လေးတွေလည်းလုပ်ပြမယ်အဲ့ဒါတွေကိုဆွဲတာအချင်းဖြစ်သွားပြီဆိုရင်ကျမဝယ်ထားဒီစန်တန်ကန်ပေါ့နော်စန်တန်ကန်နဲ့ပတ်သက်တာလေးတွေပတ်သက်တဲ့ပတ်တန်လေးတွေကိုဒီနိုင်ငံခြား artist တွေဆွဲထားတာလေးကိုလည်းကျမသစင်ချင်းကျမလုပ်သွားပြဖို့လည်းအစီအစဉ်ရှိရယ်အဲ့အတွက်ကလည်းအဓိကအရေးကြီးဆုံးကဒီ line တွေပဲပေါ့နော် line တွေကိုလည်းတခြားလေးကိုလက်ကတွက်သွားပြီးနှိမ်သွားပြီးဆိုရင်နောက်ပါပုံဆွဲသူများပတ်သက်လဲဆွဲစရာမလိုဘူးပေါ့နော်ကိုစိတ်ကူးမှာရှိတဲ့အတိုင်းကိုပုံဖော်လို့ရတယ်ပေါ့နော်ပေါ့ပါလွတ်လက်ပဲဟိုမှာရှိမှမြင်နေရအောင်ထိုးပဲပုံဖော်မလားစိတ်ကူးထဲမှာရှိလာတဲ့ဟာကိုပဲပုံဖော်မလားကိုကြိုက်တဲ့ပန်လေးတွေကိုဒီတဘာဝပန်လေးတွေကိုဒီတိုင်းမဟုတ်ဘဲနဲ့ကိုစိတ်ကမှရှိတဲ့အတိုင်းပြင်ဆင်ပြီးတော့ပုံဖော်မလားအများကြီးလုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါပဲနော်ဒီနေ့ကတော့ကျွန်မအလုံးလေးပဲရက်လိုက်မယ်နော်ဗီဒီယိုလည်းနည်းရှည်သွားရင်မလို့နောက်ရည်လေးကြားလို့ရှိရင်အသစ်ပတ်တန်အသစ်လေးထပ်ဆွဲပြပါမယ်လို့ကျေးဇူးများတင်ပါတယ်